အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရာသီစာဖြစ်တဲ့မကြီးရွက်ကြော်ကြော်နီးလေးကိုတင်ပြပေးတော့မှာဖြစ်ပါတယ်မကြီးရွက်လေးတွေကိုရေဆေးတန့်စင်ထားလိုက်ပါမယ်ကျက်သွန်အဖြူနီးလေးတွေကိုငရုတ်သီးခွဲချမ်းလေးနဲ့အယောင်နေလေးရဲ့ရောပြီးတော့ညက်နေအောင်ထောင်းထားလိုက်ပါမယ်ရှင်စီပူလာပြီဆိုရင်တော့ထောင်းထားတဲ့အဖြူနီနှစ်ကလေးတွေကိုထည့်လိုက်ပါမယ်စနေမုံလေးနည်းငယ်ထည့်ပါမယ်တမအောင်မှွေပေးလိုက်ပါမယ်အနှစ်လေးရဲလာပြီဆိုရင်တော့မကြီးရွက်နည်းများပုံမူတည်ပြီးတော့ငပိလေးကိုထည့်လိုက်ပါမယ်ငပိလေးကိုရောမှွေပါမယ်ငပိလေးတွေကြည်သွားတဲ့အထိနှက်အောင်မှွေပေးလိုက်ပါမယ်ပြီးရင်တော့ဆေးထားတဲ့မကြီးရွက်လေးတွေထည့်လိုက်ပါမယ်စီသက်ထားတဲ့အနှစ်လေးနဲ့မကြီးရွက်ကိုတမအောင်မှွေပေးပါမယ်ဒီနေရာမှာမီးကိုခပ်ပြင်းပြင်းသုံးလို့မရပါဘူးရှင်မီးအေးလေးနဲ့မကြီးရွက်ကလေးတွေကိုတမအောင်မှွေပေးလိုက်ပါမယ်မှွေပြီးရင်တော့ရေလေးနည်းငယ်ထည့်လိုက်ပါမယ်စားထည့်ပါမယ်အရသာမုံထည့်လိုက်ပါမယ်ကြက်သားမုံထည့်ပါမယ်ရှင်ကြီးရွက်ကအချင်းစူးတဲ့အတွက်အရသာမုံလေးတွေကိုနည်းနည်းကဲပြီးတော့ထည့်ပါမယ်နှံ့အောင်ပြီးသားပြီဆိုရင်တော့အဖုံးလေးအုပ်ထားလိုက်ပါမယ်မကြီးရွက်ကြော်တဲ့နေရာမှာနာနာလေးမှွေပြီးမှစားကောင်းတဲ့အနေထားလေးရောက်မှာပါရှင်မကြီးခန်းကန်ဒီအထိမကြီးရွက်လေးတွေကိုနှံ့အောင်မှွေပြီးပါမယ်ရေခမ်းကန်ဒီလေးမကြီးရွက်ကလေးတွေကအောက်မှာကတ်တက်တဲ့အတွက်ခဏခဏမှွေပေးလိုက်ပါမယ်ရှင်ကဲအခုချိန်မှာဆိုရင်တော့ရေလေးခမ်းသွားပြီဖြစ်တဲ့အတွက်အစင်းနဲ့စားလို့ရတဲ့အနေအထားလေးမကြီးရွက်ကြောချင်းချင်းဆက်ဆက်လေးရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်